ဇနီးဖြစ်သူဟာသူ့သမီးရဲ့အောင်းမေပွဲကိုတက်ရောက်နေပေမဲ့ခင်မွန်းဖြစ်သူကသူ့ရဲ့ပထမဆုံးချစ်သူကိုသူ့သားကိုကယ်ဖို့သူ့သမီးကိုအသေးပေးဖို့ဆွဲဆောင်ပေးမယ်လို့ကတိပေးနေစေပါသူ့သမီးဆုံးပါသွားပြီဆိုတာကိုတော့မသိခဲ့ပါဘူးအောင်းမေပွဲမှာအမျိုးသမီးရှိုက်ကြီးတငင်ကိုကျွေးနေချိန်မှာခင်မွန်းဖြစ်သူကတော့သူ့ရဲ့ပထမဆုံးချစ်သူသားဖေကင်းသွားလို့စိတ်သက်သာရခဲ့ပါတယ်ဆရာဝန်တို့ကသူ့ကိုတာဝန်ယူတတ်ခဲ့ဖခင်လို့ချီးကျူးခဲ့ပြီးမနီးကတေဆုံးသွားတဲ့ကောင်မလေးတို့ရဲ့ဖခင်ဟာသူ့သမီးကိုနောက်ဆုံးတစ်ချိန်လာမကြည့်ခဲ့ဘူးလို့ပြောခဲ့ရအမျိုးသားအဲ့ဒီလိုနှလုံးသားကင်းမဲ့တဲ့ဖခင်ရှိတာကိုကြားတော့အံ့အားသင့်ခဲ့ပါတယ်သူသားကိုပွေဖာပြီးပျော်ရွှင်နေခဲ့ရသမီးကိုလာတွေ့ဖို့ဇနီးကိုကတိပေးထားတာကိုလုံးဝမေ့သွားခဲ့ပါတယ်။တချိန်တည်းမှာပဲအောက်မေပွဲပြီးခါနီးမှာခင်မွန်းဖြစ်သူပေါ်မလာခဲ့ပါဘူး။သူမမင်္ဂလာလက်စွပ်ကိုပေးချပြီးသမီးရဲ့အလောင်းကိုအဖြူရောင်အဝတ်နဲ့ဖုံးအုပ်ထားတာကိုကြည့်ကသူသမီးကိုဘယ်တော့မှပြန်တွေ့ရတော့မှာမဟုတ်ဘူးဆိုတာကိုသဘောပေါက်ပြီးစိတ်ပြတ်အားငယ်စွာအော်ဟင်ကိုကြွေးခဲ့ပါတယ်။ရုတ်တရက်ခင်မွန်းဖြစ်သူကဇနီးကိုကတိပေးထားတာကိုတတိယပြီးသူသမီးကိုတွားတွေ့ဖို့ဆုံးဖြတ်ခဲ့ပါတယ်။သူ့ရဲ့ပထမဆုံးချစ်သူကပါအတူလိုက်ချင်တာကြောင့်ခဏတွန်းဆုပ်ပြီးသူသဘောတူခဲ့ပါတယ်။ driver ကဘာလို့အတူပါအင်းကိုတွားရလဲလို့မေးတဲ့အခါအမျိုးသားအံ့အားသင့်သွားခဲ့ပါတယ်။အတူပါအင်းကိုရောက်တဲ့အခါအတွင်းမှာလူသူကင်းမဲ့နေတာကိုတွေ့တော့ဇနီးရဲ့ရက်ဆက်တဲ့နော့ပြောင်မှုလို့သူထင်ခဲ့ပါတယ်။သူထွက်ခွာဖို့ပြင်ဆင်တော့စာရေးရင်ဝန်ထမ်းတဦးကသူဇနီးဟာသူတို့ကလေးရဲ့တပ်ပုံကိုချမ်းထားခဲ့ကြောင်းပြောခဲ့ပါတယ်။အမျိုးသားမယုံနိုင်ပဲအနက်ရောင်အဝတ်ကိုမကြည့်ပဲမှခဲ့ရရုတ်တရက်သူသမီးရဲ့ရင်းနှီးတဲ့အပြုံးကိုမြင်လိုက်ရတော့ထိတ်လန့်သွားခဲ့ပါတယ်။သူယူမတာသူ့ကိုသူပါရိုက်ခဲ့ပြီးဇနီးကိုရှာဖို့ဖေးသွားခဲ့ပါတယ်။အမျိုးသားကဒူးထောက်ပြီးသူဖခင်ကောင်းမခက်ခဲကြောင်းဝန်ခံပြီးငိုကြွေးခဲ့ပါတယ်။သူသမီးကိုနောက်ဆုံးတစ်ချိန်လာကြည့်ဖို့နာကျင်စွာတောင်းပန်ခဲ့ပေမဲ့အမျိုးသမီးကသူမထိုက်တန်ဘူးလို့ပြောပြီးညှင်းဆန်ခဲ့ပါတယ်။ပြီးတော့သူမသမီးရဲ့ပစ္စည်းတွေကိုပေးခဲ့ပါတယ်။သမီးမဆုံးခင်ပို့ခဲ့တဲ့ message တွေကိုဖတ်ပြီးသူကြောင့်ဒီမတော်တဆမှုဖြစ်ရတဲ့အကြောင်းသဘောပေါက်သွားရာနောင်တယ်တွေနဲ့ပြည့်နှက်ခဲ့တဲ့အမျိုးသားကအဆောက်အဦပေါ်ကနေခုံချဖို့ရွေးချယ်ခဲ့ပါတယ်။တိုက်ဆိုင်တဲ့သူဟာသူ့ကိုလာရှာတဲ့သူ့ရဲ့ပထမဆုံးချစ်သူအပေါ်ပြုတ်ချသွားပါတော့တယ်။